ကျွန်တော်တို့ဒီဝန်ကြီးဌာနအနေနဲ့ပြည်သူလူထုရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်မှုအတွက်ကိုဒါအားလုံးပေါင်းလုပ်ငန်းစဉ်16ရက်ပေါ့ဒါချမှတ်အကောင့်တွေပေါ့ဒါဆောင်ရွက်လက်ရှိတာဖြစ်ပါတယ်ဒီလိုဆောင်ရွက်တဲ့အခါမှာကျွန်တော်တို့ဒီနယ်စပ်ဒေသနဲ့တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနရဲ့ဒါအနေနဲ့ကတော့ကျွန်တော်တို့လုပ်ငန်းစဉ်တစ်ကနေ8ထိပေါ့နော်ဒါအကောင့်တွေပေါ့ဆောင်ရွက်တော့မှာဖြစ်ပါတယ်တစ်ကဒီကျွန်တော်တို့ဒီနယ်စပ်ရေးဝန်ကြီးဌာနရဲ့2025-26ဘဏ္ဍာနှစ်အတွင်းမှာဒါအကောင့်တွေပေါ့ဆောင်ရွက်ပြီးစီးခဲ့တဲ့တိစောလုပ်ငန်းတွေရှိပါတယ်ဒီလုပ်ငန်းတွေအပေါ်မှာအားနည်းချက်အားသာချက်တွေကိုဒေတာလိုက်ကျွန်တော်တို့ဒါလုပ်ငန်းစစ်ဆေးအဖွဲ့တွေဖွဲ့စည်းစစ်ဆေးပြီးတော့ဒါကွင်းစင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်လုပ်ငန်းစဉ်နှစ်ကတော့ကျွန်တော်တို့ဒီ2026-29ဘဏ္ဍာနှစ်အတွင်းမှာဆောင်ရွက်ဖို့ဒါခွင့်ပြုထားပြီးဖြစ်တဲ့တိစောရေးလုပ်ငန်းတွေကိုဒါဆောင်ရွက်သွားမှာဖြစ်ပါတယ်ဒါအပြင်ကျွန်တော်တို့ဒီတိစောရေးလုပ်ငန်းတွေကိုလုပ်ငန်းအနှံ့ဆောင်ရွက်နိုင်မှုအတွက်ကိုလုံထုံးလုံနည်းနဲ့အညီပွင့်လင်းမြင်သာစွာဒါတင်တာခွင့်ယူနိုင်ရေးဒါဆောင်ရွက်လက်ရှိကြောင်းဒါပြောလိုပါတယ်လုပ်ငန်းစဉ်၃ကတော့နိုင်ငံတော်ဝန်ဖြစ်ပေါ်နေတဲ့ဒီရာသီဥတုအခြေအနေတွေကြောင့်မို့လို့ဒီတောက်သုံးရေနဲ့စိုက်ပျိုးရေရှားပါတဲ့ဒေသရေရရှိရေးလုပ်ငန်းတွေကိုဒါအကောင့်တွေပေါ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်နေဆက်ရေးဝန်ကြီးဌာနရဲ့လုပ်ငန်းစဉ်လေးအနေနဲ့နေဆက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလမ်းမဆက်သွယ်မှုလွယ်ကူချောမွေ့စေရေးလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက်ဆောင်ရွက်ပေးလျက်ရှိပါတယ်လုပ်ငန်းစဉ်၄ကတော့လန်ဒရာများအကောင့်တွေပေါ်ဆောင်ရွက်တဲ့အခါမှာကျွန်တော်တို့အနေနဲ့မြေလန်းဖောက်လုပ်တာတွေလမ်းတာချဲ့တာတွေအမာခံလမ်းခင်းတဲ့လုပ်ငန်းတွေကိုကျွန်တော်တို့ပအို့နဲ့နာဂကိုပါအုပ်ချုပ်ခွင့်ရဒေသတွေမှာဒါအကောင့်တွေပေါ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်လုပ်ငန်းစဉ်၅နေဆက်ဒေသတွေမှာတောင်ယာမီးရှို့လို့ဖြစ်စေတော်မီလောင်ကျွမ်းလို့ဖြစ်စေတားဆီးနိုင်မှုနဲ့ရွှေပြောင်းတောင်ယာစိုက်ပျိုးခြင်းတွေကိုဒါထိန်းသိမ်းနိုင်မှုအတွက်ကိုမြင့်လေရာဖော်ထုတ်ခြင်းလုပ်ငန်းတွေကိုဒါဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်နေဆက်ရေးဝန်ကြီးဌာနရဲ့လုပ်ငန်းစဉ်6အနေနဲ့အကြောင်းမျိုးကြောင့်ဖွံ့ဖြိုးမှုနောက်ကျကျန်ခဲ့ရတဲ့နေဆက်ဒေသနဲ့တိုင်းရင်းသားလူမျိုးများရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုပြည်내ပြည်မှအကြားအလန့်မရှိစေရေးအရှိန်ဟုန်မြင့်တင်ဆောင်ရွက်ပေးဖို့ဆိုတဲ့မဟာဗျူဟာချမှတ်ဆောင်ရွက်ရရှိရာမိမရရှိသေးတဲ့ဒေသတွေမှာအိမ်သုံးဆိုလာများထောက်ပံ့ပေးနေရှိပါတယ်။နောက်လုပ်ငန်းစဉ်6ကတော့ကျွန်တော်တို့ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းနဲ့ပအို့ကိုပိုင်းအုပ်ချုပ်ခွင့်ရဒေသများမှာစုစုပေါင်းကျွန်တော်တို့ကြေးရွာ73ရွာမှာအိမ်သုံးဆိုလာ1550စုံထောက်ပံ့ပေးနိုင်ရေးဒါဆောင်ရွက်သွားမှာဖြစ်ပါတယ်လုပ်ငန်းစဉ်ခုနှစ်ကတော့တောင်သူတွေစိုက်ပျိုးလုပ်ငန်းတွေအပြင်ပြားမွေးမြူရေးလုပ်ငန်းတွေကိုလည်းကျွန်တော်တို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်မိတိလာခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးရဲ့ကုတ်ကဲမှုအောက်မှာရှိတဲ့ဒါကျွန်တော်တို့ဒီပြားမွေးမြူရေးလုပ်ငန်းဆောင်ရွက်ဖို့တင့်တော်တဲ့ကင်းသားဆယ်ဒီတောက်ဧရိယာဖြစ်တဲ့ဝမ်းနေမြို့နယ်နဲ့မြစ်သားမြို့နယ်တွေမှာပထမအစအနေနဲ့60ဘုံနဲ့ကျွန်တော်တို့စတင်စမ်းသက်မွေးမြူသွားမှာဖြစ်ပါတယ်လုပ်ငန်းစဉ်၈ကတော့ဒီတိုက်ပွဲရှောင်ပြည်သူတွေမိတို့ရဲ့နေရက်ကိုပြန်တဲ့အခါမှာလိုအပ်တဲ့အကူအညီထောက်ပံ့မှုတွေဥပမာအဖြစ်ကျွန်တော်တို့အိမ်မိုးသွတ်တွေထောက်ပံ့ပေးတာကျောင်းသားကျောင်းသူတွေအတွက်ကိုနော်ကျောင်းသုံးပလာစာအုပ်နဲ့ကျောင်းဝတ်စုံတွေထောက်ပံ့ပေးတာဒါတွေကျွန်တော်တို့ဒါဆောင်ရွက်သွားမှာဖြစ်ပါတယ်။နွေရာသီကာလထဲမှာဖြစ်ပေါ်ခဲ့တဲ့ရာသီဥတုအခြေအနေတွေကြောင့်မို့လို့ဒါဒီနေဆက်ဒေသအချို့နဲ့ဒါကြေးရွာအချို့မှာဒီတောက်သုံးရေနဲ့စိုက်ပျိုးရေဒါရှားပါတဲ့အခြေအနေတွေဒါကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ကျွန်တော်တို့ဦးကြီးဌာနအနေနဲ့လည်းပဲကျွန်တော်တို့ဒီမြန်မာနိုင်ငံအလယ်ပိုင်းဒေသရေစုဆောင်းနိုင်မှုရည်ရွယ်ပြီးတော့ရေရင်းရေကန်တွေပြန်လည်ပြုပြင်ပေးတာနောက်အသစ်တူဖို့ပေးတာနောက်ဒါဆိုလာရေတင်စနစ်နဲ့စိုက်ပျိုးရေးရရှိရေးအတွက်ကိုကျွန်တော်တို့ဒါအကောင့်တွေပေါ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ပညာရေးနဲ့လေ့ကျင့်ဦးစီးဌာနအနေနဲ့လုပ်ငန်းစဉ်9မှ16ထိအကောင့်တွေပေါ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်လုပ်ငန်းစဉ်9အနေနဲ့သက်ဆိုင်ရာအကြောင်းများမှာကွန်ပျူတာသင်တန်းအင်္ဂလိပ်စကားပြောသင်တန်း AI ဘာသာရပ်နဲ့ပကြီးအမှုပညာစက်မှုလက်မှုစတဲ့သင်တန်းများကိုဖွင့်လှစ်ပြီးလေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။လုပ်ငန်းစဉ်10အနေနဲ့အစစ်မြစ်ပညာကဏ္ဍမှာ2026ခုနှစ်မေလ၌ပြည်အောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်စုစုပေါင်းကျောင်းသားကျောင်းသူ406ဦးသင်တန်းဆင်းပြီဖြစ်ပြီးဝယ်နှင်းသပင်နဲ့အလုတ်ခန့်အပ်စွာပေးအပ်ပွဲအခမ်းအနားများကိုသက်ဆိုင်ရာဒီဂရီကောလိပ်များမှာကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။လုပ်ငန်းစဉ်17မှာနေဆက်ရေးဝန်ကြီးဌာနသို့တာဝန်ချထားမိကျောင်းဆင်းဝန်ထမ်းသင်များကိုဗိုလ်လေးကျင့်အကြောင်းမှာလုပ်ငန်းခွင်အကျိုးသင်တန်းကိုသင်တန်းကာလရက်သက်ပတ်4ပတ်ကြာဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။လုပ်ငန်းစဉ်12မှာ2025-26ပညာသင်နှစ်တက္ကသိုလ်ဝင်စာမဝဲအောင်စင်ထွက်ရှိပါကပြည်အောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်
ပြည်အောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်တက်ရောက်မည့်ကျောင်းသားကျောင်းသူများအားရွေးချယ်ခြင်းကိုဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်နေဆက်ရေးရာဝန်ကြီးဌာနရဲ့ဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်တွေကမှလုပ်ငန်းစဉ်73အနေနဲ့တမွေးပညာကဏ္ဍအနေနဲ့အမျိုးသမီးအိမ်တွင်းမှုတမွေးလုပ်ငန်းပညာသင်တန်းကျောင်း48ကျောင်းနဲ့ရခိုင်ဘဏ္ဍာနှစ်မှာ73ကျောင်းဖွင့်လှစ်ရမှာအခုဘဏ္ဍာနှစ်မှာ6ကျောင်းရေမူဆယ်ခန္တီလာရှိုကလီကော့တောင်းတို့တိုးမြင့်ဖွင့်လှစ်ပြီး2026ခုနှစ်မေလ4ရက်နေ့မှ2026ခုနှစ်အောက်တိုဘာလ2ရက်နေ့ထိအစိမ့်မြင့်အိမ်တွင်းမှုဆက်ချုပ်သင်တန်းကိုသင်တန်းသူ485ဦးလုပ်ငန်းစဉ်14မှာနေဆက်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း9ကျောင်းအနက်တဝဲမြို့မှာရှိတဲ့သင်တန်းကျောင်းကိုပါထပ်မံတိုးမြင့်ဖွင့်လှစ်ခဲ့ရမှာစုစုပေါင်း4ကျောင်းကိုသင်တန်းကာလရက်သက်သက်22ပတ်ကြာဖွင့်လှစ်သွားမှာဖြစ်ပါတယ်ဆက်လက်ပြီးနယ်မြေဒေသလုံခြုံအေးချမ်းမှုအပေါ်မူတည်ပြီးတော့ကျောင်းများထပ်မံဖွင့်လှစ်နိုင်ရေးကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်လုပ်ငန်းစဉ်15မှာအာဂရိလိုက်စားမှုလက်ပေးလက်ယူပပျောက်စေရေးနဲ့ကြိုတင်ကာဝယ်နိုင်ရေးအတွက်အမှုထမ်းအရာထမ်းများကိုအသိပညာပေးခြင်းလုပ်ငန်းများကိုဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်လုပ်ငန်းစဉ်16မှာနိုင်ငံတကာအဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်မှုအနေဖြင့်ဂျပန်နိုင်ငံနီပွန်ဖောင်ဒေးရှင်းရဲ့ရန်ပုံငွေထောက်ပံ့မှုဖြင့်ရှမ်းပြည်နယ်တောင်ပိုင်းတွင်စောက်လုပ်လျက်ရှိသောစာသင်ကျောင်း17ကျောင်းအားပြည်စည်းအောင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ဂျပန်နိုင်ငံ Satina Bridge SP ရဲ့ရန်ပုံငွေထောက်ပံ့မှုဖြင့်သင်တန်း၄မျိုးဖွင့်လှစ်ပြီးတော့အလုပ်အကိုင်ရရှိရေးဆောင်ရွက်ပေးခဲ့ပါတယ်2026-2029ဘဏ္ဍာရေးနှစ်မှာသင်တန်း2ကြိမ်ထပ်မံဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်ညီမတို့မြင်တမ်းကြားပေးသမျှရှင်နေဆက်ရေးရာဝန်ကြီးဌာနအနေနဲ့နေဆက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလမ်းမဆက်သွယ်မှုလဲကူချုံးပွေစေရေးလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကိုဆောင်ရွက်ပေးရရှိပါတယ်။ဒါ့အပြင်နေဆက်ဒေသနဲ့တိုင်းရင်းသားလူမျိုးတွေရဲ့လူစွမ်းအားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်စေဖို့အတွက်တိုင်းရင်းသားလူငယ်တွေကိုအခြေခံပညာအဆင့်မှသည့်အဆင့်မြင့်ပညာရပ်တွေအထိသင်ကြားနိုင်အောင်လဲအဓိကဆောင်ရွက်ပေးလျက်ရှိပါကြောင်းဒီစီစဉ်ကနေတင်ဆက်ပေးလိုက်ပါတယ်ရှင်။